ညီတို့ကလေတထေးရှိရောက်တော့ကြောင်သေးရုပ်ကလေးတွေနဲ့တထေးနောက်ွယ်ကြတော့တထေးအတင်းကိုချတယ်ပေါ့လေဟုတ်လားတော်လေးစိတ်ကြည်စမ်းပါအောင်ကျမသမီးကတထေးသမီးကြာနေရပဲဟုတ်ပါတော့အေးပါဟဲ့နေဦးညင်လေဒီလိုပဲနေတိုင်းချောင်းနေမယ်ဆိုလို့ရှိရင်လေတယောက်မြင်သွားငါတို့တခိုးဆွခါမယ်နော်တော်ကြီးဆိုင်ရာဘယ်သူကပြောမှလဲစိတ်ပူတက်လိုက်တာဒီနေ့တနေ့တည်းလိုက်ထားပြောတော်ကြီးဆိုင်ရာစိတ်ပူနေကျမဆိုလေကျမသမီးနေတိုင်းနှိပါလာချောင်းနေတာဟဲ့ညနေတိုင်းချောင်းတာဟုတ်လားဟဲ့တယောက်မြင်သွားလို့ရှိရင်ညသိခါကြမှာပေါ့လူတိမခံကျင်လို့ရှိရင်လေစင်ကျင်ရတယ်အမလေးဆင်းရဲတဲ့ဘက်ကအရန်နာနေရဆိုတော့သူအရင်ကဆင်းရဲတယ်ဆိုတာတကယ်လားမှမသိရဟုတ်ပါဘောအကျမသမီးကိုပြောနေတာဟုတ်တယ်ဟဲ့ဒီပါဟဲ့အန်တီကလေးပါလေဟမ်ညီတို့ကလေတထေးရှိရောက်တော့ကြောင်သေးရုပ်ကလေးတွေနဲ့တထေးနောက်ွယ်ကြတော့တထေးအတင်းကိုချတယ်ပေါ့လေဟုတ်လားဟိုကဝယ်သူကကိုချင်းစာပြီးတော့ပြောတာလေညီတို့ကသားတွေထိုင်ပေးလိုက်ရလို့လားဟဲ့ဒီအလုတ်သမားလည်းဖြစ်သေးဒီလိုစိတ်မျိုးရှိတော့ညီတို့ကြည်ဝါတော့တတ်ပါအောင်ဟုတ်အလုတ်ကစေတနာထားပြီးလုပ်တာလေဟဲ့အော်ဒုက္ခပါပဲနဲ့တယောက်နဲ့တော့ငါတော်စိတ်ကုန်ပါအေးကျွန်တော်စေးဘူးလိမ့်မယ်အမေဘယ်သွားမလို့လဲအပြစီကပြန်လာလားမဟုတ်ပါဘူးငါတို့ဖျားသွားမလို့ဟောငါတို့ဘယ်သွားပေါ့နေစမ်းပါအောင်မင်းအောင်ဘယ်သွားဖို့လဲဟုတ်ကျွန်တော်အပြာနဲ့စကားပြောဖို့စောင့်နေတာကိုမိမနဲ့ကိုစကားပြောတာဆိုင်နဲ့ဝင်ပြောလို့မရဘူးလားအပြာကကျွန်တော်စိတ်ဆိုးနေလို့ဗျအော်တာပဲဟဲ့နင်တို့ချစ်လုံးလို့ယူထားတာ2ရက်ပဲရှိသေးတယ်အခုဘာဖြစ်ပြန်တာတော့ပြောလာပါမေရဲ့ဟိုဆိုင်မှာအေးစေးစကားသွားပြောအောင်လေနော်ဟဲ့နင်တို့လင်မယားကြတယ်ငါ့ကိုဆွဲမထဲနဲ့နော်ငါနဲ့ငါသမီးနဲ့မခေါ်တာကြာပြီနင်သိတယ်မလားအမေကသာအပြာကိုစိတ်ဆိုးနေတာပြာအမေကိုပဲတန်းတာနေပေါက်ချက်ချာလာပြောမနေနဲ့လာပါမေရဲ့အမေကမှအားမကိုရရင်လေကျွန်တော်လည်းအားကိုမဲ့နေပြီလိုက်ခင်နော်မေစကားသွားပြောအောင်လာကြီးလဲလာပြောစရာရှိရဆိုပြောဘာပြောမှလဲဟုတ်ဒီလိုမေရဲ့အမေသမီးရလေမင်္ဂလာဆောင်မိညကလေးကကျွန်တော်စိတ်ကောက်နေလို့ဟဲ့မင်္ဂလာဆောင်တဲ့ညတွေကစိတ်ကောက်နေစမ်းပါသူကဘာလို့စိတ်ကောက်နေရလဲအဲ့နေညကျွန်တော်ဘချလာနိုင်လို့ရင်းနဲ့တောက်စားပြီးတော့နည်းနည်းမူးသွားလို့အဲ့ဒါများဟဲ့အဲ့ဖြစ်တတ်တာပဲဟုတ်တယ်အဲ့ဒါကိုသူ့ဘလို့မှရှင်းပြလို့မရဘူးမေဒီကောင်မလေးနဲ့တော့ခတ်ပါပြီမေသိလားအမေသမီးကလေစိတ်မက်ကြီးသလားတခုခုစိတ်ဆွဲပြီဆိုရင်ဘလို့မှရှင်းပြလို့မရဘူးနင်တို့နှစ်ယောက်ချစ်လို့ယူထားကြတာမလားဒီကိစ္စဒီလောက်ထိဖြစ်စရာကိုမလိုတာဟုတ်တယ်ကျွန်တော်လည်းချစ်လို့ပဲသူ့ကိုလက်ထပ်ခဲ့ရပြီအစတည်းကဟန်နီကိုလက်ထပ်ချင်လို့ရှိရင်လူကြီးချင်းသဘောတူပြီးသားပဲအဲ့ဒါကိုအပြာလဲသိရတာနဲ့ဟန်နီဆိုတာဘာတူလဲဟန်နီဆိုတာအဲ့ဒီညကျွန်တော်တို့တောက်စားပြီးတော့မူဝါလို့အိမ်ပြန်လိုက်ဖို့တဲ့ကောင်မလေးကိုပြောတာပါဘာကျွန်တော်ပြောတာလေမေးရဲ့ဟဲ့နှုတ်နှစ်ယောက်ပေါင်းပြီးတော့ငါတမျိုးစိတ်ညစ်အောင်လုပ်နေကြော်စမ်းဟဲ့အော်ဟိမရဲ့ဘေးမှာလည်းလူတွေရှိတယ်အေးတွေလည်းပေးကုန်မရော့တောက်စမ်းဟုတ်ထင်လွဲပါနဲ့မေးရဲ့အပြားကလည်းကျွန်တော်ကိုထင်လွဲနေမေးကျွန်တော်ကိုယုံမှာဟဲ့နင်ပါစပေါက်ပိတ်လိုက်တော့ဒီမှာငါသမီးကိုနင်မျက်ရည်ကျအောင်လုပ်ရင်နင်မလွယ်ဘူးမှတ်ငါတို့လွတ်ပေးမှာမဟုတ်ဘူးစောက်ကြည့်နေတော့စိတ်ကြမ်းတယ်ဒီမှာဒီတော့ဒီကောင်တက်မယ်ဒီပါကြည့်ကြည့်ကြအောင်အေးပါ
ကိုလေးဘလို့ဖြစ်ပြီးရောက်လာလဲဖုန်းလဲပါလဲကြုံမဆက်ဘူး ငါနေကိုဖုန်းဆက်သေးတယ်ဖုန်းမကင်လို့အိမ်ထိလိုက်လာ ကျေးဇူးတင်ပါတယ်ဆရာ ခွင့်ရုံပါအောင် ဟုတ်ကဲ့သမီး ကိုလေးခဏတော့ဆရာလိုက်ပြလား ဟုတ်အန်ဒီအဖွားသက်တာလားဗျ မသက်သာပါဘူးချန်မင်းတို့ကိစ္စဖြစ်ပြီးကြတဲ့ဟာအဖွားစိတ်ကြပြီးတော့ယောဂပိုတိုးလာတယ် ဟုတ်ကျွန်တော်ကြောင့်ဖြစ်ရစိတ်မကောင်းပါဘူးဗျာ ဖြစ်ပြီးတော့မှလည်းတောင်းပန်နေလို့ဘာတက်နိုင်ပါလဲချန်အိမ်ထဲကိုဝင်အောင် ကိုလေးလာအိမ်မှာဝင်လေလာကိုလေးထိုင်အိမ်ထိရောက်လာတာဘာကိစ္စလဲပြောပါအောင် အဖွားချင်းနဲ့အောင်ဘယ်လိုရှိလဲဆရာဝန်အောင်ဘာပြောသေးလဲ ဒီလိုပါပဲလူကြီးယောဂပေါ့ ငါစိတ်မကောင်းပါဘူးဟာအဖွားအခုလိုဖြစ်တာငါမှအပြစ်ရှိရလို့ခံစားရတယ် မဟုတ်ပါဘူးအသက်ရလာလို့ပါဒါနဲ့ကိုလေးကအဖွားသတင်းလာမိတာဟုတ်လို့လား ဘာမှမဟုတ်ပါဘူးဟာလမ်းကြုံလို့ဝင်လာတာအဖွားကိုကျူးဆိုင်ပေးလိုက်အောင်နော်ငါပြန်တော့မယ် ကိုလေးနော်တခုတော့တခုခုပဲ ဘာမှမဟုတ်ပါဘူးဟာငါသွားတော့မယ် ဗျာရေချိုးနေရလား ခဏခဏအပြာကူထွက်လာခဲ့မယ် မရဘူးကွာခုဖွင့် ကြာကူထွက်လာခဲ့ပါမယ်ဆို